မင်္ဂလာပါဒီနေ့ရန်ကကျူရှင်သွားဖို့အတွက်ရေချိုးဖို့ပြင်ဆင်နေပါတယ်ဒါကတော့ရေမချိုးခင်ပေါ့နော်ရေမချိုးခင်လေးမှာရင်စုံပါဇက်ကိုပလုတ်ကျင်းလိုက်ပါတယ်ရေချိုးပြီးွားကနေမျက်နှာတုပ်တယ်တုပ်ပြီးွားကနေရန်လူးနေကြလိုရှင်လေးကိုလုံပါတယ်ဒါကတော့ DMP ပေါ့နော် DMP သစိမ့်နဲ့လိုရှင်လေးဖြစ်ပါတယ်တော့တကယ်လေးအသားဖြူရပေါ့နော်လုံးဝပေါ့အသားရည်ဆိုလုံးဝညံ့နေရပဲအားကြောင့်ရန်ကအမြဲလိမ့်ဖြစ်ပါတယ်အရင်ဆုံးရန်ကလက်မောင်းနေအရင်ဆုံးလိမ့်ပါတယ်ရန်ကဖာစလုံးပုတ်ပြီးရနဲ့လေပင်တို့ခုတ်တို့လေးဖို့လည်းပြင်လိုက်ပါတယ်လုံးအနက်လေးက fresh ဖြစ်တယ်ပေါ့နော်ကဲလိမ့်ပြီးတော့နဲ့အင်ဂျီဝတ်စားလဲပါတယ်ညဝစားလဲတာနည်းကြရပေါ့နော်ကဲလဲပြီးွားတာနဲ့တနခါလိမ့်ပါတယ်တနခါလိမ့်တာတော့ရာအမြဲတမ်းလူနေကြပုံစံလေးပဲပေါ့နော်ဒီလိုလေးလူပြီးွားတာနဲ့ပကောက်ကပါတယ်ပကောက်ကတော့တိတ်မကြည့်ပါဘူးပေါ့နော်ဘာလို့လဲဆိုတော့မြန်ပနေလင်းွားတော့ပေါ့နော်နည်းနည်းတော့မညီဘူးဖြစ်သွားပေါ့နော်ဘာလို့ဒီခေါင်းကဘာလို့ခေါင်းပတ်ဆိုးရတာလဲဆိုတော့စပင်းဆူမှာကြောက်လို့ပါကဲပြီးတော့အဲ့ဟာကိုချွတ်ပြီးတော့စပင်းဖြည့်လိုက်ပါတယ်ဒါကတော့ခေါင်းဖြီးနေပြီပေါ့နော်ခေါင်းဖြီးပါတယ်စပင်းမရှိတော့ပဲညက်နော်ပြီးတော့စပိတ်လေးပါလေးချလိုက်ပါတယ်ပြီးတာနဲ့ဘီကုတ်လေးလည်းပန်လိုက်ပါတယ်ဒါကတော့အမြဲတမ်းပန်နေပေါ့နော်ဒါရရှုပ်ကနေပါကေကားတယ်ပြီးတော့စာအလွတ်ချက်ပါတယ်ဒါတော့ဒီချက်မိမဲစာလေးပေါ့နော်ချက်နေရပါရန်ကအမြဲတမ်းဘဲတော့အယုံစုပ်စာရင်စုပ်ချက်ပါတယ်ចောင်းသွားလဲစာရင်ချက်ပါတယ်ကဲချက်တယ်ဗျာချက်ပြီးွားနဲ့ခိတ်တုအိမ်ဘီနာကမောင်လေးနဲ့ဆော့ပါတယ်ညနေတိုင်းရန်ကအမြဲတမ်းဆော့ပါတယ်ကဲဆော့တယ်ရန်အိမ်မှာတော့ခေါင်းဆောင်ကြီးပေါ့ကဲဆော့တယ်ဆော့လို့မိုးရသေးပါဒါပေမဲ့ရန်ရဲ့မမြခေါ်ပါတယ်ဒါပေမဲ့ရန်မလိုက်သေးပါဘူးဘာလို့လဲဆိုတော့ကြီးမှမထွက်လာသေးတာနော်ကဲတဖြည်းဖြည်းနဲ့အချိန်နဲ့နည်းနည်းကုန်လာပေါ့နော်နောက်ဆုံးမှာတော့မေခေါ်လိုက်ပါတယ်ခေါ်လိုက်တော့ကြီးလည်းရောက်လာပြီဆိုတော့လွဲဒီပါကောက်ကတ်ယူပြီးတော့ကားပေါ်တက်ပါရဲ့အဲ့ချိန်မှာတကားလေးပဲဖွင့်ရုံလေးပဲရှိတယ်